Premium West သွားလို့မလို့လိုင်မျိုးနေရ Twin Star ဆိုင်မှာ Premium West လေးသွားလို့ပါမယ်ဒီကားလေးကိုအခုဆို Premium West လုံးမဲ့ဆိုင်ကိုရောက်တော့မှာပါဒါလိုင်မျိုးနယ်ပါ i4 PR ဆိုင်ဝင်နေမှာလိုင်မီသက်ရှိ i4 PR ဆိုင်ဝင်နေက Twin Star ဆိုင်မှာ Premium West လုံးမှာပါWe get the best enjoy in town. I see. ဒါပထမဦးဆုံးအဆင့်ရေမဆေးခင်မှာကားရှမ်ပူဖြန်ပြီးတော့ကြီးရှုပ်သားမယ်ပထမအဆင့်ပေါ့ဒါကားပေါ်မှာရှိတဲ့ကြီးတွေကိုရေနဲ့ဆေးချတာမဟုတ်ဘဲနဲ့ဒီကားရှမ်ပူကနေပြီးတော့ကြီးတွေကိုဆွဲချသွားပြီးမှသူ့ရဲ့ကြာချိန်တစ်ခုထားပြီးတော့ပြီးမှရေဆေးချမှာဖြစ်ပါတယ်ဒါပထမဦးဆုံးရှမ်ပူဖြန်းထားပြီးမှရှမ်ပူကနေပြီးတော့ကြီးတွေကိုဆွဲချပေးထားပြီးတော့ရေနဲ့ပြန်ထိုးချတာဖြစ်ပါတယ်ဒီလိုမျိုးရှမ်ပူကနေပြီးတော့ကြီးတွေကိုဆွဲချပြီးတော့ရေထိုးချတဲ့အတွက်အရင်ဆုံးအဝတ်နဲ့လိုက်ဖို့တာမဟုတ်တဲ့အတွက်ဒီလိုမျိုးဆေးတာကကုတ်တင်ကားလိုမျိုးကားတွေဒီကားဆေးသားကောင်းတဲ့ကားတွေအတွက်ပေါ်လက်လုပ်ပြီးသားကားတွေမှာအစင်းပြန်ဖြစ်တာမျိုးတွေကိုမဖြစ်အောင်လို့ထိန်းသိမ်းပေးသလိုပါပဲကုတ်တင်ကားလိုမျိုးဆိုရင်ပို့ပြီးတော့ဒီလိုဆေးတာပို့ပြီးတော့စိတ်ချဘူးကမကွာရရှမ်ပူနဲ့ဒုတိယအကြိမ်ထပ်ပြီးတော့ရှမ်ပူဖြန်းမယ်ဖြန်းပြီးတော့မှဒီဟာဆိုရင်အဝတ်သုံးပြီးတော့ရှင်းချတဲ့အဆင့်ကိုလုပ်တော့မှာပေါ့ပထမအဆင့်မှာပုံနေတဲတွေရှင်းပြီးသွားတဲ့အချိန်မှာဒုတိယအဆင့်ကားရှမ်ပူဖြန်းနေတာဒုတိယအချိန်ရှမ်ပူဖြန်းပြီးတဲ့အချိန်မှာဝက်နဲ့ပြန်ပြီးတော့တိုက်ချရှမ်ပူဖြင့်ရေဆေးခြင်း2ဆင့်ပြီးလို့ရေတန့်နဲ့ရေပြန်ထိုးချနေတာ哦ရေဆေးခြင်းအဆင့်ရဲ့နောက်ဆုံးအဆင့်ပဲဖြစ်ပါတယ်ဒါတော့ကားအောက်ပိုင်းတွေကိုအောက်ထဲဝင်ပြီးတော့ထိုးချပေးနေတာပါကြီး
ရေသုံးဝတ်တွေကလည်း premium ဝတ်ဆိုရင်အပေါ်တုတ်တဲ့အဝတ်ကတက် premium ဝတ်ကိုမှအောက်ကားရဲ့ body အောက်ပိုင်းကိုတုတ်တဲ့အဝတ်ကတက် normal ဝတ်ဆိုလည်းကားရဲ့အပေါ်ပိုင်းအတွက်အဝတ်တက်နဲ့ normal ဝတ်ကိုမှအောက်ဝတ်ဆိုလည်းအောက်ဝတ်တက်နဲ့မှန်ကြီးဝတ်ဆိုပြီးတော့ခွဲကြထားတယ်ဒီလိုအဝတ်တွေကိုခွဲပြီးသုံးတာဖြစ်တဲ့အတွက်အစင်ကားကိုဒီအဝတ်ကြောင့်အဝတ်တွေညစ်ပတ်တာကြောင့်အစင်းတွေဖြစ်ချင်းကနေပြီးတော့ကာကွယ်ပေးတယ်ပေါ့အစင်းမဖြစ်အောင်လဲတက်တာအစင်းဖြစ်တာကိုတက်တာသေးတာကိုအဝတ်တွေကိုခွဲပြီးတော့သုံးတာဖြစ်တဲ့အတွက်အပေါ်ဆိုလဲအပေါ်ပဲသုံးတာအောက်ဆိုလဲအောက်ပဲသုံးတာဖြစ်တဲ့အတွက်ဒီအစင်းဖြစ်တဲ့နှုံးတွေအများကြီးတက်တာသေးတယ်စေးသားတီးခိုင်းမှုမရှိတဲ့တာ remover နဲ့ကတ်တရချွန်မှာဖြစ်ပါတယ်မကွာရရဲ့ wash တင်နေတာဖြစ်ပါတယ်မကွာရ wash တစ်စီးလုံးလိုက်တင်ပြီးတဲ့အချိန်မှာလက်နဲ့လိုက်ပို့တာမဟုတ်ဘဲနဲ့ကျွဲအချင်းဆက်နဲ့ wash bar နဲ့ဒီရှာလိုက်လုပ်ပေးရဖြစ်ပါဒါအတွင်းကဘက်တီးရီးယားတွေတန့်စင်ဖို့နဲ့အတွင်းကထဲမှာမိုးမတက်ဖို့အတွက်ကိုနာနိုမစ်တန့်စင်ခြင်းပြုလုပ်နေတာဖြစ်ပါတယ်အဆင့်တွေအားလုံးပြီးလို့မှန်နေ glass cleaner နဲ့မှန်ကြီးတွေသုံးပြီးတော့မှန်နေတန်ရှင်းရေးလုပ်ပြီးရင်တော့ဒီကားနဲ့ပတ်သက်တဲ့အဆင့်တွေအားလုံးပြီးပါပြီ glass cleaner သုံးခြင်းကတော့နောက်ဆုံးအဆင့်ပေါ့အခုဆိုရင် Twin Star မှာ Premium Wash ပြုလို့ရှင်အားလုံးပြီးဆုံးပြီးတော့ဒီ Premium Wash ပြုလို့ရှင်ကအချိန်တစ်နာရီလောက်တော့ပေးရပါတယ်